တတ်မဲ့မှုတွေလူကျင်မှုတွေဖြောင်းနိုင်မှစိတ်ကလေးဟာလွတ်မြောက်မယ်စဉ်းစားကြည့်လေတွေ့တာမှုတွေရှိနေတဲ့လူရဲ့စိတ်ဟာအမြဲတမ်းအားငယ်နေတာကြီးပဲရှုံးပေးနေတာကြီးပဲလူတွေကကိုယ်ကဘဝကိုအနိုင်ရတဲ့လူသာထင်တယ်မဟုတ်ဘူးရှုံးပေးနေကြတာအားလုံးရာဂဝိရာဂစေတောဝိမု ക്തി တွေ့တာမှုတွေလူကျင်မှုတွေတတ်မဲ့မှုတွေကိုဖယ်ရှားပစ်လိုက်နိုင်မှတမာရီစိတ်ကလေးဟာလွတ်မြောက်သွားတာဖြစ်ဆိုလိုတာကမစိတ်ကိုရမယ်လို့ဆိုလို့နိဗ္ဗာန်ကိုမြင်နိုင်စွာမရှိဘူးလေဘုန်းကြီးတို့စိတ်တွေဟာနိဗ္ဗာန်ကိုမြင်နိုင်စွာမရှိဘူးနိဗ္ဗာန်ကိုတွေးချင်ပိတ်ပိန်းနေတာပဲနော်နိဗ္ဗာန်ကိုတော့ဆုတောင်းတယ်အခုသွားမလားဆိုလို့ရှိရင်အလုပ်ထဲမှာပဲပြောမယ်ပြန်စဉ်းစားကြည့်လိုက်နော်မသွားနိုင်သေးဘူးလို့ဆရာကြီးကရှိနေသေးတယ်အိမ်စိတ်မချသေးဘူးဆိုတာလေကြည့်အဲ့ကြရင်ပေါ်လာလိမ့်မယ်ရာခဆိုတာတွေ့တာမှုတွေပေါ်လာ